ကျောင်းမှာအလှဆုံးမိန်းကလေးဒါပေမဲ့သူမရဲ့ခေါင်းပေါ်မှာဒေါ်လာ7 ဘီလီယံတန်စုကြီးထုတ်ခံထားရတယ်။တကဘာလုံးကလုတ်ကြံတက်ဖြတ်သူတွေဟာသူမကိုအသေးလိုချင်နေကြပေမဲ့ဘယ်သူမှမအောင်မြင်ခဲ့ကြဘူး။အကြောင်းကတော့သူမမှာမယုံနိုင်စရာကောင်းတဲ့လုံခြုံရေးအဖွဲ့ရှိနေလို့ပါပဲ။သူတို့ဟာသူမကိုတစ်ချိန်လုံးလျှို့ဝှက်စွာကာကွယ်ပေးနေကြတာပါ။ဒါပေမဲ့အဲ့ဒီမိန်းကလေးကတော့သူမကိုသူမဘာမှထူးခြားတယ်လို့မသိရှာပါဘူး။တကယ်တော့သူမဟာအစိုးရအရာရှိကြီးတဦးရဲ့သမီးဖြစ်ပါတယ်။သူမကိုဘေးကိန်းအောင်မွေးကလေးကမွေးစားမိဘတွေနဲ့ထားခဲ့တာပါ။ဒီကောင်လေးကတော့လုံခြုံရေးအဖွဲ့ရဲ့23ယောက်မြောက်တက်တော်ဆောင်ပေါ့။ဒါပေမဲ့အခုတော့တယောက်ယောက်ကမေရီရဲ့မူရင်းလက္ခဏာကိုသိသွားပြီးဒေါ်လာ7 ဘီလီယံတန်အမိန့်ကိုတမိန်ထုတ်လိုက်တာပါ။မေရီရဲ့ဖခင်ကမိုက်ကိုသူမရဲ့တက်တော်ဆောင်လုပ်ပေးဖို့တောင်းဆိုခဲ့ပြီးမိုက်ကလည်းသဘောတူခဲ့ပါတယ်။သူဟာမေရီကိုတက်လုံးဆွဲလမ်းနှစ်သက်နေခဲ့တာပါ။ဒါပေမဲ့သူမသိတာတစ်ခုကတော့သူ့ရဲ့အတန်းဘော်ဒီအားလုံးဟာလည်းတက်တော်ဆောင်နေထိနေကြတာပါပဲ။အတန်းစင်းတဲ့အခါမိုက်ကတယောက်ယောက်အနိုင်ကျင့်ခံနေရတာကိုတွေ့တော့ဝင်းကူညီခဲ့ပြီးအဲ့ဒီကလေးကိုနားကတစ်ဖက်တောင်ပေးလိုက်ပါသေးတယ်။တကယ်တော့အဲ့ဒီလူဟာမိုက်ကိုစမ်းသပ်နေတာပါ။အဲ့ဒီနောက်မှာတော့မိုက်ဟာဒီနေ့မနက်ကလုတ်ကြံတက်ဖြတ်သူနဲ့တိုးပါတော့တယ်။ဒီတစ်ခါတော့သူတို့ကအင်အားအလုံးရင်းနဲ့လာကြတာပါ။မိုက်ဟာသူတို့အားလုံးကိုမရှင်းနိုင်ပဲအဖမ်းခံလိုက်ရပါတယ်။သူတို့ကမိုက်ကိုမေရီရဲ့ဗီဒီယိုကိုတောင်ပြလိုက်ပါသေးတယ်။လူသက်သမားတွေမေရီနောက်ကိုလိုက်နေတာကိုသူဟာဘာမှမတက်နိုင်ပဲကြီးနေခဲ့တာပါလေ။ဒီအချိန်မှာပဲမေရီရဲ့တငယ်ချင်းကတခုခုမေ့ကြံနေတယ်ဆိုပြီးရုတ်တရက်ပြောလာပါတယ်။တကယ်တော့သူမဟာတက်တော်ဆောင်တွေကတရားဖြစ်ပြီးတိုက်ခိုက်ရေးမှာအလွန်ကျွမ်းကျင်သူပါ။ပြင်းထန်တဲ့တိုက်ပွဲပြီးမှတော့သူမဟာသူတို့ကိုအောင်မြင်စွာမောင်းထုတ်နိုင်ခဲ့ပါတယ်။မိုက်ကတော့သူမရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုကြည့်ပြီးလုံးဝအားသွင်းသွားတာပေါ့။အဲ့ဒီနောက်မှာတော့တကားတွေဖြည်းဖြည်းချင်းပွင့်လာပြီးကြံတဲ့တက်တော်ဆောင်21ယောက်ဟာထူးထူးခြားခြားရောက်ရှိလာကြပါတယ်။မိုက်ကူညီခဲ့တဲ့လူဟာတကယ်တော့လုံခြုံရေးအဖွဲ့ရဲ့အတန်မာဆုံးခေါင်းဆောင်ကြီးဖြစ်နေပါတယ်။တက်တော်ဆောင်တွေထဲမှာနင်ဂျာတွေလက်ဖြောင်းစနိုက်ပါသမားတွေနဲ့ရုပ်ဖြတ်ကျွမ်းကျင်သူတွေပါဝင်ပါတယ်။နောက်ပြီး host ကလပ်ကကောင်လေးတောင်ပါပါသေးတယ်။သူကတော့သူ့ရဲ့ဆွဲဆောင်မှုနဲ့အမျိုးသမီးလုတ်ကြံတက်ဖြတ်သူတွေကိုဖျားယောင်းပြီးသူတို့အချင်းချင်းပြန်တက်အောင်လုပ်တာပါ။ဒီလူ22ယောက်စလုံးဟာမိုက်ရဲ့အတန်းဘော်ဒီပါပဲ။မိုက်ကလူသစ်ဖြစ်ပြီးမဲ့သူတို့ကတော့မိုက်ရဲ့စွမ်းရည်ကိုတိတ်အထင်မကြီးကြပါဘူး။မိုက်ကအရန်အားနည်းလို့နဲ့လို့သူတို့ထင်နေကြတာပါ။ဒီနေ့မှာတော့ခေါင်းဆောင်ကမိုက်ကိုထူးခြားတဲ့တာဝန်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့မေရီနဲ့ချင်းတွေ့ဖို့ပါပဲ။